Hello အလုံးမဲမင်္ဂလာပါဒီနေ့စာဝါဒိုလုပ်မယ်နော်စာဝါဒိုလုပ်ဖို့အတွက်ဘာလို့အဲ့လဲဆိုတော့ပြပြပါမယ်အရေးကြီးတာကတော့ဒီဖန်ပလင်းပေါ့နော်ဖန်ပလင်းကအသစ်ဆိုလို့ရှိရင်တန့်နေအောင်ဆေးကြောပြီးတော့ဆက်ပြလုံးဝမကြအောင်ဆေးပြီးသုံးလို့ရပါတယ်တကယ်လို့အသစ်မဟုတ်ဘူးအဟောင်းဆိုရင်တော့ရေနွေးထဲမှာအနေငယ်စိမ်ပြီးပိုးတက်ပြီးမှအသုံးပြုပေးရမှာဖြစ်ပါတယ်တေချာဆေးပြီးတော့ပေါ့နော်ဒီမှာပါတဲ့ rubber band လေးတွေလုံးအောင်ပိတ်တဲ့ rubber ပြားလေးကိုဖယ်ပြီးတော့ဒီလိုချောင်းနေအောင်လုပ်ပြီးတော့ဒီလိုထည့်သုံးမှာဖြစ်ပါတယ်လေဝင်လေထွက်ရှိအောင်ပေါ့နော်ဒီလိုလေးလုပ်ပြီးသုံးရမှာပါပြီးတော့ဒီတရေပင်လေးပေါ့နော်ဒါလေးကကြတော့ဒီရဲ့အမှတ်ကိုမှတ်ဖို့အတွက်သုံးဖို့အတွက်ထားတာပါနောက်တစ်ခုကတော့ရေပါဒါကတော့အလွယ်တကူပြလို့ရအောင်လို့ထားဒါလေးနဲ့ပြလိုက်တာပါရေတန့်ပေါ့နော်ရေတန့်ကိုအသုံးပြုပေးရပါမယ်ရေမှာကလိုရင်းတွေပါဝင်နေတဲ့ရေမျိုးတွေသုံးလို့မရပါဘူးရေကလုံးဝတန့်နေရပါမယ်pure water ကိုအသုံးပြုပေးရပါမယ်ဒီတူလေးတူကြတော့လေဒါဒီနေ့အတွက်ပဲသုံးပါပါနောက်နေ့တွေမှာဆိုလို့ရှိရင်တော့ spatula ကိုသုံးမှာဖြစ်ပါတယ်တူနဲ့သုံးပြုလို့ရတယ်ဆိုတာကိုပြပေးခြင်းလို့ပေါ့နော်ဒါကြတော့နောက်နေ့တွေမှာဒီလို spatula နဲ့သုံးပါပါ spatula မရှိဘူးဆိုရင်ဒီလိုတူလေးတွေများလေးဝယ်ထားပြီးတော့တစ်ခါမှရင်အသစ်တထုပ်ဖောက်ပြီးတော့သုံးပေးရင်ပိုစိတ်ချရပါတယ်ဘာလို့လဲဆိုတော့ရိုးရိုးဒီအပြင်ဇွန်းတွေပါသုံးမယ်ဆိုလို့ရှိရင်မလိုအပ်တဲ့ဒီ yeast လို့ခေါ်တဲ့ပိုးကောင်လေးတွေကိုအနေနဲ့ဖြစ်စေနိုင်တဲ့အကက်အမုံမွားတွေကပ်ပါလာမှာဆိုလို့ပေါ့နော်ဒီလိုမျိုး spatula မရှိရင်ဒီလိုမျိုးတစ်ခါသုံးတူလေးတွေနဲ့ပေးလို့ရပါတယ်နောက်ပြီးတော့ဂျုံပေါ့နော်ဂျုံမှာဆိုလို့ရှိရင်တော့ဒီမှာဒီလိုပေါင်မုတ်ဂျုံတွေနောက်ပြီးတော့အထွေထွေဂျုံတွေနောက်တစ်ခုကတော့ဒီ rye လို့ခေါ်တဲ့ flour ပေါ့နော်ဒါကကြတော့ဆာဝါဒိုလုပ်လို့ရှိရင်ရတာမြန်စေပါတယ်ဒီဂျုံသုံးမယ်ဆိုရင်ရတာမြန်စေတယ်ဘာလို့လဲဆိုတော့သူ့မှာငကိုတွေကတဘာဝအတိုင်း yeast ကိုအားကောင်းစေတယ်ဒီပိုးလေးတွေပါဝင်နေတဲ့အတွက်ကြောင့်ပါအကျိုးပြုတဲ့ပိုးလေးတွေပေါ့နော်ပါဝင်တဲ့အတွက်ကြောင့်ပါနောက်ပြီးတော့ဒီ whole wheat flour ကို all purpose flour နဲ့ဒီလိုမျိုးတွဲပြီးတော့ထည့်ပေးမယ်ဆိုလို့ရှိရင်လည်းရပါတယ် whole wheat flour သုံးမယ်ဆိုလို့ရှိရင် whole wheat flour တစ်ဝက် all purpose flour တစ်ဝက်ထည့်ပြီးတော့မှရောသုံးပေးလို့ရပါတယ်အလေးချိန်ကတော့ကိုအများကြီးမလုပ်မိဖို့တော့လိုပါတယ်ဘာလို့လဲဆိုတော့ discard တွေပြန်ဖယ်ရတဲ့အတွက်ကြောင့်ပေါ့နော်စားဝတ်လုပ်တဲ့နေတွေအများကြီးရှိပါတယ်အဲ့ဒီထဲမှာမှဒီအခုက discard ကိုတစ်ခုချင်းစီဖယ်ပြီးတော့သွားတဲ့နေကိုအသုံးပြုပေးမှာဖြစ်ပါတယ်ဂျုံမှာဆိုလို့ရှိရင်အဓိကသတိထားရမယ့်ချက်ကတော့ chlorination လုပ်ပြီး chlorine သွင်းပြီးတော့တန့်စင်ထားတဲ့ဂျုံတွေအသုံးပြုလို့မရပါဘူးနောက်ပြီးတော့ဂျေးချွတ်ထားတဲ့ဂျုံတွေအသုံးပြုလို့မရဘူးကိတ်ဂျုံလိုမျိုးနူးညံ့အောင်လို့ဂျေးချွတ်တန့်စင်ပြီးပြန်လည်ပြုပြင်ထားတဲ့ဂျုံတွေအသုံးပြုလို့မရပါဘူးတကယ်လို့အဲ့လိုဂျုံတွေသုံးမယ်ဆိုလို့ရှိရင်ဆာဝါဒိုကိုအနေရဖြစ်စေတယ်ပျက်စီးစေနိုင်ပါတယ်အခက်မသိရင်ပျက်စီးသွားစေနိုင်ပါတယ်ဒါကြောင့်မလို့ bleach မလုပ်ထားဘဲနဲ့တဘာဝအတိုင်းကြိတ်ချေထားတဲ့ဂျုံတွေ all purpose flour တွေနောက်ပြီးတော့ဒီပေါင်မုတ်ဂျုံ rye flour ကိုအနေငယ်ထည့်သုံးပိုကောင်းပါတယ်အဲ့ဒါတွေအသုံးပြုလို့ရပါတယ်ဒီနေ့ကတော့ဒီမှာက all purpose flour နဲ့ပဲလုပ်မှာဖြစ်ပါတယ်ပထမဦးဆုံးဒီထဲကို all purpose flour ထည့်ပါမယ်လူတိုင်းလိုက်လုပ်လို့ရအောင်လို့ all purpose flour နဲ့ပဲလုပ်မှာပါဒီဟာလေးပေါ့နော်ဂျုံအထုပ်ရဲ့အခုလိုမျိုးဒီလိုမျိုးအနောက်တွေမှာဒီလိုအနောက်နေရာတွေမှာ chlorination လို့ရေးထားတာတွေသို့မဟုတ် bleach လုပ်ထားတယ်ပြန်ပြီးကြေးချွတ်ထားတယ်လို့ရေးထားတယ်ဆိုလို့ရှိရင်ဆာဝါဒိုလုပ်ရင်မကောင်းပါဘူးခက်မသိရင်ပြတ်သွားတတ်ပါတယ်50 gram ထည့်ပါမယ်ပြီးရင်တော့ရေတန့်လုံးဝတန့်ရှင်းနေတဲ့ရေဖြစ်ရပါမယ်တန့်ရှင်းတဲ့ရေဆိုတော့ tap water သုံးလို့မရပါဘူး purify water ကိုပဲသုံးလို့ရပါမယ်အဲ့လိုမျိုး purify water ကိုဒီထဲမှာဂျုံ50ဆိုရင်ရေ50ထည့်ပေးရပါမယ်ဒါကိုဂျုံ50ဆိုရင်ရေ50ထည့်ပါမယ်ရေ50 gram ထည့်ပြီးပြီပေါ့နော်ထည့်ပြီးပြီဆိုလို့ရှိရင်ဒီလိုတူကိုတစ်ချောင်းယူပါမယ်လက်ကိုတန့်စင်အောင်ဆေးကြောထားဖို့လည်းလိုပါတယ်เนาะတူကိုလက်ဒီတူထိတ်ကိုလက်နဲ့ကင်မိပြီးတော့ပြန်ထည့်ရမှာဖြစ်တဲ့အတွက်ပေါ့နော်ခုလိုမျိုးရေ50ဂျုံ50ထည့်ပြီးပြီဆိုရင်ရပါပြီဒါကရိုးရှင်းတဲ့ yeast မွေးနီးပါဘာမှထပ်မထည့်ပါဘူးเนาะအခုကဒီရိုးရှင်းတဲ့နီးတိုင်းပဲလုပ်ပြမယ်လို့စဉ်းစားရတဲ့အတွက်ဒီနီးလေးကိုအရင်လုပ်ပြပါမယ်နောက်ပိုင်းတွေမှာပို့ပြီးတော့ထူးဆန်းတဲ့နီးလေးတွေနဲ့ဆာဝါဒိုလုပ်တဲ့နီးလေးရှိပါတယ်အဲ့ဒါလေးတွေလည်းနောက်ပိုင်းကျရင်တင်ပေးဖို့ရှိပါတယ်အခုကတော့ဒါက beginner တွေအတွက်
အယိုးရှင်းဆုံးနည်းပေါ့နော်အရှင်မတွေလည်းလိုက်လုပ်လို့ရမယ်နည်းကိုတင်ပေးလိုက်တာပါဂျုံနဲ့ရေပဲပါမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်ဒီဂျုံနဲ့ရေကိုတေချာရောနှောသွားတဲ့အထိအားရပါရလေးဒီလိုလေးမှုပေးလိုက်ပေါ့နော်ပြီးရင်တော့အောက်ခြေမှာပဲရှိနေဖို့လိုပါတယ်ဘေးတွေကိုတန်းတန်းရှင်းရှင်းလေးဖြစ်အောင်ပြန်ပြီးတော့ခုလိုမျိုးလေးပဲလိုက်ပြီးတော့ချစ်ပေးလိုက်ပါဒီလိုကြည့်လိုက်မယ်ဆိုရင်တေချာရှင်းရှင်းလင်းလင်းဖြစ်နေဖို့လိုပါတယ်ဒီတုပ်လေးနဲ့ပဲတန်းတန်းရှင်းရှင်းလုပ်ပေးပါနော်တခြားပစ္စည်းတွေနဲ့လုပ်စရာမလိုပါဘူးပြီးရင်ဒီတုပ်လေးကလည်းတစ်ခါပဲသုံးပြီးတော့ပြည့်ရမှာပါခုလိုမျိုးရပြီဆိုလို့ရှိရင်ရပါပြီဒီလိုမျိုးသေးပင်လေးနဲ့ကိုမှုပြီးရောက်နေတဲ့နေရာကွက်တီလေးမှာထားထားပေးပါဒါကတရက်နှစ်ရက်နဲ့မသိတာဘူးเนาะဒါဒီတိုင်းထားထားတဲ့သဘောပါပဲဂျုံထဲမှာတဘာဝအတိုင်းပါနေတဲ့ရည်ရှိပါတယ်ဒီဂျုံတွေထဲမှာပါတယ်ပေါ့နော်တဘာဝအတိုင်းပါတဲ့ခန္ဓာကိုယ်အကျိုးပြုတဲ့ဒီပိုးမွားလေးတွေပေါ့နော် yeast ပေါ့နော်အဲ့ဒီ yeast ကဂျုံထဲမှာပါပြီးသားပါဒီ yeast ကမြန်မြန်အလုပ်လုပ်မဲ့အမျိုးအစားဖြစ်တယ်ဆိုလို့ရှိရင်တော့မြန်မြန်ရမယ် yeast ကမြန်မြန်အလုပ်မလုပ်ဘူးအမျိုးအစားကဒီဂျုံထုတ်လုပ်တဲ့လုပ်ငန်းစဉ်တွေထဲမှာအကျိုးပြုတဲ့ပိုးလေးတွေကတည်သွားတဲ့ပမာဏများတယ်ဆိုလို့ရှိရင်တော့ရလာမယ့်အချိန်ကနှေးပါမယ်ပြီးတော့အခုလိုမျိုးခြောင်နေတဲ့အဖုံးလေးနဲ့ထားမယ်ပေါ့နော်တကယ်လို့ဒီလိုမျိုးအဖုံးချောင်ချောင်ချစ်ချစ်လေးမရှိဘူးဆိုလို့ရှိရင်ဘာလုပ်လို့ရလဲဆိုတော့ဒီခြီစားအဝတ်ကလေးနဲ့အပေါ်မှာဒီလိုလေးဒီအဖုံးပေါ့နော်ဒီဖန်ပလင်းကိုဖုံးယုံလေးဒီလောက်ထိပဲရှိမယ်ခြီစားအဝတ်ခက်သေးသေးလေးနဲ့အုပ်ပြီးတော့တေးဝဲနောက်တစ်ခုလေးအပေါ်မှာဆွတ်ထည့်ထားလိုက်လို့ရပါတယ်ဆိုရင်တော့ကိုပထမဦးဆုံးစားထည့်လိုက်တဲ့ဒိတ်ရယ်နာရီရယ်တခါတည်းရေးထားပါမယ်ရေးထားပြီဆိုလို့ရှိရင်နောက်နေ့24နာရီတိတိပြည့်တဲ့အချိန်မှာတစ်ခေါက်ပြန်ပြီးတော့သူ့ကိုစစ်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့စစ်ဆေးရမှာပေါ့နော်စစ်ဆေးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့သူ့ကိုဘယ်လိုထားရမလဲဆိုတော့မိဖို့ဆောင်ရဲ့ဘယ်နေရာမှာမဆိုထားလို့ရပါတယ်ရေခဲတက်တာထဲမှာမထားရပါဘူးအပူချိန်နဲ့လေဝင်လေထွက်ဆူဆူမှုညီမျှနေတဲ့နေရာဖြစ်ရင်ပို့ပြီးတော့ကောင်းပါတယ်အခုလိုမျိုးလေးလုပ်ပြီးပြီဆိုရင်တော့ဒါက day 1ပြီးဆုံးသွားပါပြီday 2မှာပြန်ဆုံးကြမယ်နော်